Hello bro ကျွန်တော်ကလည်းမှာ bro ကျွန်တော်ဒီနေ့မှာတော့ဒီ birthday sleep over experience လို့ခေါ်တဲ့ Roblox game လေးကိုကျွန်တော်စော့ပြတော့ရေးတယ်ကွာဖုန်းကလာနေသေးတယ်ဒီပါကွာ game စော့မလို့ပါဆုံးဒီမှာ bro ခဏလေးတော့ဒီမှာဖုန်းလာနေတော့ဘယ်သူပါလဲဟာဒါကျွန်တော်တငယ်ချင်းပဲမြင့်လေးပါလားကွာနေပါဦးဒီကောင်ဒီချိန်ကြီးကြာမှာဘာလို့ဖုန်းဆက်နေပါလဲ bro ခဏလေးတော့69စက္ကန့်ပါပဲကျွန်တော်ဒီမှာကျွန်တော်တငယ်ချင်းဖုန်းဆက်နေလို့အဲ့လိုရပဲမြင့်လေးပြောကွာ အဲ့တော့အေးဝေးစိုးလေးအလွင်လားကွာ ဟေးတူဟေးအောင်ရေးမင်းပြောရနေပဲငါဂွေးစုလေးမဲအကုန်လုံးတိကုန်တော့မှာပဲကွာဟေးအောင်ရပဲမြင့်လေးကနေဖောင်းကွာမင်းငါ့ကိုဂွေးစုလေးလို့ခေါ်အောင်လို့မင်းရောဘာသူလို့လဲမင်းလည်းပဲမြင့်လေးပါပဲကွာနဲ့နေပါအောင်ကွာဟေးအောင်ပဲမြင့်လေးရဟေးအားရောည7နာရီတောင်ထိုးနေမင်းဘာလို့ဒီချိန်ငါ့ကိုဖုန်းဆက်တာလဲကွာ အေးပါကွာဂွေးစိုးလေးကဒါနဲ့အေးဂွေးစိုးလေးဒီနေ့ကဘာနေလဲသိလားကွာ ဟမ်ဒီနေ့လားဒီနေ့ဘာနေ့လဲဆိုတော့ဒီနေ့တောက်ကြနေမလား အေးဂွေးစိုးလေးဒီနေ့ဟာတောက်ကြနေမှလူတိုင်းသိတယ်ကွာမင်းတကယ်မသိဘူးလားဒီနေ့ကဘာနေလဲဆိုတာ တောက်ကြနေသိသွားပြီဒီနေ့ဗလက်တိုင်းနေမလားဟုတ်တယ်မလားကွာ ဗလက်တိုင်းနေ့မဟုတ်သေးဘူးလေကွာဗလက်တိုင်းနေ့ကမနေ့ဖြစ်မှလေကွာဟေးအောင်ရဖေးတကယ်မသိရလားမသိကြအောင်စောင်းနေရလားကွာ ဗလက်တိုင်းနေမဟုတ်ဘူးလားရုံသားရနော်ဗလက်တိုင်းနေရမနေ့ဖြစ်မှာပါကွာနေပေါင်းကွာရောက်ပဲမြည်လေးဒီနေ့ကဘာနေမလို့လဲကွာရောက်ရပြောစမ်းပါကွာ ဟာကွာဂွေးစိုးလေးအလွင်ရဒီနေ့ကငါမွေးနေကွာငါမွေးနေဟာဒီနေ့မင်းမွေးနေဟလာရောက်ပဲမြည်လေးဟာရောက်ပဲမြည်လေးငါတကယ်မသိတာပါကွာမင်းရလဲ အေးဟုတ်တယ်ကွာအဲ့ဒါကြောင့်ငါမွေးနေမလို့မင်းကိုဖုန်းဆက်လိုက်တာကွာ ဒီပေါင်းကွာရောက်ပဲမြည်လေးဒီချိန်ကြမှာဘာလို့မင်းမွေးနေမယ်ငါ့ကိုဖုန်းဆက်ပြီးတော့လမ်းပြောရလဲကွာဟမ် အခုငါရဲ့အိမ်မှာငါမွေးနေပွဲကိုကျင်းပမလို့ကွာတကယ်ကြီးလာခဲ့ပါအောင်ကွာ ဟာကွာရောက်ပဲမြည်လေးမင်းနိုင်ရိုလည်းတစ်ချက်ကြည့်လိုက်ပါအောင်ကွာည7နာရီထိုးနေလေကွာမင်းရလဲဒီချိန်လမ်းမပေါ်မှာတရေတွေပဲရှိတော့မှာကွာအေးအောင်ရင်ငါလာလို့မရလာဘူးထင်ပါရဲ့ကွာတငယ်ချင်းတကယ်ကြီးရောက်လာသမှာကွာမင်းရလဲကွာအိမ်မှာငါတယောက်တည်းပဲကွာ ဟာကွာအေးအောင်အဲ့လိုမဟုတ်ပါဘူးကွာတငယ်ချင်းမင်းကိုချစ်ပါတယ်ကွာဒါပေမဲ့လဲကွာမင်းကြည့်လိုက်အောင်ကွာည7နာရီကွာငါအပြင်မထွက်ရဲဘူးကွာအေးအောင်ရတငယ်ချင်းမင်းမွေးနေပွဲတော့ငါတကယ်လာချင်ပါတယ်ကွာတကယ်ပြောတာပါကွာတငယ်ချင်းစိတ်မဆိုးပါနဲ့ကွာ ဟေ့အောင်ကြီးအလိုကြီးမင်းအကြိုက်ဆုံးငါဘာကာတွေရောပီဇာတွေရောဝယ်ထားတယ်ကွာငါတကယ်ပြောတာကွာ ဟာမင်းရောက်တကယ်ပြောရလားငါကြိုက်တဲ့ဘာကာတွေပီဇာတွေဝယ်ထားတယ်ဟလားဟေ့အောင်ပဲမင်းလေမင်းတကယ်ပြောရလား အေးတကယ်ပြောတာပါကွာတော့ရောက်လာခဲ့တော့ရောက် ဒါနဲ့နေပါအောင်ကွာမင်းအိမ်ရမိပါတွေရောမင်းမရှိဘူးလားမင်းအဖေနဲ့မေရောဘယ်သွားရလဲ အေးငါမိဘတွေကအပြင်ထွက်တော့တာကွာခုတတိအိမ်ပြန်မရောက်သေးဘူးကွာအိမ်မှာငါတယောက်တည်းကွာအဲ့ဒါကြောင့်တကယ်ကြီးလောက်ပါကွာတော့ရောက်ငါမွေးနေပွဲကိုလာခဲ့ပါကွာတော့ရောက်မင်း ဟာလာတငယ်ချင်းအိမ်မှာမင်းတယောက်တည်းဆိုရင်တော့မင်းအိမ်ကလာခဲ့ပါမယ်ကွာတငယ်ချင်းဟုတ်ပြီအဲ့ဆိုခဏဆောင်နေကွာနော်နောက်ထပ်69စက္ကန့်လောက်နေငါမင်းရဲ့မွေးနေ့ပွဲကိုမင်းအိမ်ကိုလာခဲ့မယ်ကွာနော်ခဏဆောင်နေတော့ရအောင် အေးရောက်ပြီအလုံးကြီးရောက်ငါစောင့်နေမယ်ကွာ အေးဟုတ်ပြီဒါပဲကွာဟိုရီကျွန်တော်တကယ် sorry ပါဗျာအခုကျွန်တော်တငယ်ချင်းပဲမြစ်လေးရတဲ့သူ့မွေးနေမလို့ကျွန်တော်ဖုန်းဆက်ပြီးတော့သူ့အိမ်မှာမွေးနေပွဲကျင်းပမှာမလို့လာခဲ့ပါအောင်ဆိုပြီးတော့ဒီမှာဖုန်းဆက်ခေါ်နေပြီဗျာအဲ့တော့ကျွန်တော်ဒီနေ့တော့မဟုတ်ဘူးကျွန်တော်အခု Roblox တော့ဆော့လို့မရသေးပါဘူးဒါပေမဲ့ကျွန်တော်တငယ်ချင်းပဲမြစ်လေးရဲ့မွေးနေပွဲကနေပြန်လာရင်တော့ကျွန်တော်ခုနပြောတဲ့ Roblox game လေးကိုကျွန်တော်ထပ်ပြီးတော့ဆော့ပြပါမယ်နော်အဲ့တော့ bro ခဏလေးပါပဲ69စက္ကန့်လောက်ပဲခဏလောက်စောင့်ပါအောင်နော်ကျွန်တော်တငယ်ချင်းပဲမြစ်လေးရလဲဗျာကျွန်တော်ရဲ့ပြောရမယ်ဆိုငယ်လေးကနေဟိုကြက်ချီတန်းကနေပေါင်းထားရင်ငယ်တငယ်ချင်းများအခြေဆုံးတငယ်ချင်းဖြစ်နေရရဲ့နောက်ပြီးသူ့အိမ်မှာသူ့ရဲ့အဖေနဲ့အမေရလဲအပြင်ကနေခုတည်းပြန်မလာသေးဘူးဆိုတော့သူ့အိမ်မှာတယောက်တည်းဗျာသိရမလားသူ့မွေးနေ့ဖြစ်နေတာသူဝမ်းနေမှာပေါ့အဲ့ဒါကြောင့်ကျွန်တော်လည်းသူ့အိမ်ကိုသွားပြီးတော့သူနဲ့တူမွေးနေ့ပွဲသွားပြီးတော့ကျင်းပပေးလိုက်အောင်မယ်ဗျာအဲ့တော့ bro ခဏနေကြမှာတွေ့မယ်နော်အဲ့တော့အခု bro ဘာလုပ်ရမလဲဆိုတော့အခု VPN လေးချိန်ထားတော့ဗျာနော်ခဏနေကြရင် bro နဲ့ကျွန်တော်နဲ့တူခုနကကျွန်တော်ပြောတယ် Roblox လေးကိုတူစော့မယ်နော်အခုတော့ကျွန်တော်တငယ်ချင်းပဲမြစ်လေးရဲ့မွေးနေ့ပွဲကိုကျွန်တော်သွားလိုက်အောင်မယ် bro ခဏနေမှတွေ့မယ်နော်ခဏဆောင်နေနော် bro နော်ခဏဆောင်နေ okay 69စက္ကန့်ပါပဲခဏလေးပါပဲ okay သွားလိုက်အောင်မယ်ဗျာအပိုင်း A few moments later. နေပါဦးကွာပဲမြစ်လေးအိမ်ကဘယ်မှာပါလဲဟိုမှာတွေ့ပြီဟေ့ပဲမြစ်လေးပဲမြစ်လေး Hey, there you are. အေးဟုတ်တယ်ကွာငါခွေးဆိုလေအလိုရင်ကွာအမလီမောလိုက်တော့ကွာမင်းကိုရှာလိုက်ရတာအေးဟုတ်ပြီမင်းအိမ်ထဲဝင်လာအောင်ပဲအမလီမောလိုက်တာဟေ့အေးနေအောင်ငါ့ကိုရေလေးပါလေးတိုက်ပါအောင်ကွာမင်းကလည်းအမလီဟေ့ကြည့်လိုက်ပါအောင်ကွာမောင်မောင်မဲမဲကြီးတယ်
This is Yeah. a big entrance hall. ဟဲ့အော်အေးပါကွာရေးတယ်မင်းကကြွားနေသေးဟဲ့ငါ့ကိုရေးလေးတိုက်ပါအောင်ကွာအော်အေးပါကွာ piano ကြီးမင်း piano ကြီးရှိရဲဆိုတော့ငါသိပါတယ်ကွာမင်းတသေးမန်းငါသိပါတယ်ကွာအေးအောင်ရနေပါအောင်ပဲမြစ်လေးရငါ့ကိုရေးလေးပါလေးတိုက်ပါအောင်ငါမောလာတာကွာအေးအောင်ည7 နာရီထိုးကြီးမင်းအိမ်ကိုခြေချင်းကြီးလမ်းလျှောက်လာတာမဲဒါမင်းမိဖို့ကြောင်လားအမေမိဖို့ကြောင်မကြည့်ဘူးကပြောလိုက်သေးတယ်ဒီလောက်အကြည့်ရောမင်းမိဖို့ကြောင်ငါအိမ်တိုင်လိုက်စားလောက်ရှိရသိလားအော်အေးတီဒါ TV ဟုတ်ပါပြီအေးပဲမြစ်လေးဟုတ်ပါပြီအမလီဒီကောင်ကကြွားအောင်မှာမင်းနဲ့ဟိုဂွေးပြိုင်ကြီးနဲ့ဘာတော့တာလဲဟမ် This is the Wait, yeah, you did, man. I don't use it much, but my dad does. အော်ဒါမင်းရဲ့ဗာလေစာဖတ်တဲ့အခန်းလားအော်အေးစာဖတ်အခန်းကြီးရတယ်ကြီးလိုက်ပါအောင်အမလီကြီးလိုက်တာဒီကောင်ကကြွားအောင်မှာဒီမှာမောဆုပ်ပြီးတော့တေတော့မှာဟေ့အောင်မင်းမွေးလေးကိုလာတာမင်းငါ့ကိုအဲ့လိုမျိုးလိုက်ကြွားဖို့ခေါ်လိုက်တာလားဖုန်းဆက်ပြီးခေါ်လိုက်တာလားဟမ်မင်းပြောတော့မင်းဘာကားတွေပီဇာတွေကျွေးမယ်ဆိုအော်ဒါကားကိုတောင်နေရောကားကြီးကကျန်းလိုက်တာကွာရောမိုက်တယ်ကွာနော်ရောအေးအဲ့တော့ငါ့ကိုရေတိုက်ပါအောင်ဟေ့အောင်အော်အေးပါကွာကြွားအောင်မှာဟေ့အောင်ရေတိုက်အောင်ကွာငါဒီမှာမောဆုပ်လာကြီးတော်တော်စားလာကြီးဒီနောက်ကငါလုံးဝဒီကောင်မွေးလေးကိုမလာတော့ဘယ်မှာလဲကွာမွေးလေးဆိုပြီးတော့ဟေ့အောင်ဒီကောင်ငါ့ကိုဂျင်းထဲလိုက်တာလားဟမ်ဘယ်မှာလဲမွေးလေးဂိတ်ထဲကောင်အော်ပေါ်တက်ကိုလိုက်ကြွားအောင်မှာဆရာကြီးကအေးကြွားတာအေးကြွားပါအောင်ဘာကိုကြွားအောင်မှာလဲသူ့အခန်းကိုပြအောင်မှာလားမသိဘူးအိုးရောမိုက်တယ်ကွာဟေ့ခြေတော့ခြေကြီးပဲ Big balcony. အော်ဘာကနီဟုတ်ပါပြီအော်ဟုတ်ပါပြီကြွားပါအောင်နော်ကြွားပါအောင်အေးမင်းနောက်ကလည်းမင်းတို့ကောင်တွေကိုငါအိမ်ကိုခေါ်ပြီးတော့ကြွားပြအောင်မယ်တွေ့မယ်ဟုတ်ပြီအော်ရောက်ရေကူးကန်ရောရှိရဲတဲ့အိုးရောက်မိုက်တယ်ကွာခဏနေကြငါတို့ဒီရေကူးကန်မှာပါတီပွဲကျင်းပါမယ်နော်ကောင်တကယ်မောလာပြီဒီကောင်ရေမတိုက်သေးဘဲနဲ့ကျွန်တော်ကိုကြွားအောင်ပါဘာကြီးထက်ကြွားအောင်မလို့လဲဟဲ့ရောက်အော်အခန်းလိုက်ပြအောင်ပါအေးဒါသူ့အခန်းလားအော်ဒါငါတို့အဲ့ရမယ်ခန်းလားအေးအော် PC တစ်လုံးနှလုံးသုံးလုံးတောင်အေးအော်ကြိုက်သွားငါ့ကိုတစ်လုံးလောက်လက်ဆောင်ပေးပါအောင်မွေးနေ့ decoration စင်ကြဆိုတဲ့အေးဟုတ်ပြီကွာပဲမြင့်လေးဒီကွာခုတည်းဒီမစင်ရသေးဘူးလားဟေ့အောင်နေအောင်ကွာမင်းမွေးနေ့ကဘာလဲမွေးနေ့ပွဲကခုတည်းဒီဘာမှမလုပ်ရသေးဘူးလားမပြည့်စရာသေးဘူးလားအော်ဒီကောင်ငါ့ကိုခိုင်းနေရအေးကောင်းလိုက်တာ grab the birthday decoration from the box တဲ့အော်အေးပါ birthday cake တွေတို့ hamburger တွေတို့ pizza တွေတို့ကျွေးဖို့မဟုတ်ဘဲနဲ့မင်းရဲ့မွေးနေ့ကို decoration အလားစင်ဖို့အတွက်ငါ့ကိုတက်မဲ့ခိုင်းဖို့အတွက်ခေါ်လိုက်တာပေါ့လားဒီကောင်းလိုက်တာတငယ်ချင်းကောင်းပီတာပါတယ်ကွာနော်တငယ်ချင်းကောင်းတော်တော်ပီတာပါတယ်ပဲမြင့်လေးအေးပါကူညီပေးလိုက်အောင်မယ်ဒီမှာဒီကောင်ကျွန်တော်ကိုဖုန်းဆက်ပြီးတော့သူ့မွေးနေ့အတွက်ဒီမှာ decoration တွေဆင်ခိုင်းဖို့အတွက်ဖုန်းဆက်လိုက်တာတဲ့ကောင်းလိုက်တာအဲ့တော့ box ကဘယ်မှာလဲအမလီဟေ့ရောက်ရေးအရင်ဆုံးကရေလေးတိုက်ပါအောင်ကွာရေရှိလားမင်းတို့ကဟိုကြီးဘာကြီးလဲကြောက်စရာကြီးအော်ဟိုအောင်မှာနော်အမလီမောလိုက်တာဒီကျွန်တော်ပဲမြင့်လေးရဲ့အိမ်ကိုဘရိုတီရဲ့အတိုင်းမှာည7 နာရီပေါ့ကျွန်တော်အမေအဖေမသိအောင်လို့ကျွန်တော်အမေအဖေအိတ်နေတော့မှခိုးပြီးတော့ထွက်လာခဲ့တာသူမွေးနေမလို့ကျွန်တော်တငယ်ချင်းကောင်းပီတာဆောင်နဲ့ကျွန်တော်ထွက်လာခဲ့တာဒါပေမဲ့သူအခုတတိကျွန်တော်ကိုရေလေးတစ်စက်မှကိုမတိုက်သေးဘူးဗျအဲ့တော့သူပဲတငယ်ချင်းကောင်းပီတာလားဆိုတော့ဘရိုဒါစဉ်းစားလိုက်တော့အော်ရဒီမှာ box တဲ့ okay ဒါလေးယူလာအောင်မယ်နော်အခုသူ့မွေးနေ့ပွဲအတွက်ကျွန်တော် decoration လေးဆင်ပေးလာအောင်မယ်နော်အလားဆင်ပေးလာအောင်မယ်โอเคဘယ်နားလေးမှာလဲအော်ဒီမှာထားရမှာနော်โอเคအလားဆင်ပေးလိုက်ပါအောင်မယ်ဒီကောင်ကတက်မဲ့ကျွန်တော်ကိုဖုန်းဆက်ခေါ်ပြီးတော့ခိုင်းဖို့အတွက်ဖုန်းဆက်ခေါ်လိုက်တာအဲ့ဒါနော်တငယ်ချင်းတွေဒါမှတကယ်တငယ်ချင်းကောင်းစစ်မွေးနေ့ကျင်းပတော့မှာဆိုတော့ဒါတော့ဘရိုတီရဲ့အတိုင်းပဲအလားဆင်တာပေါ့ decoration ကိုခေါ်ရနော် happy birthday okay နောက်တစ်ခုကြံနေဘယ်နားလေးမှာလဲဟောဒီမှာရောကဲရောက်ပဲမြစ်လေးလာကြည့်လိုက်ပါအောင်ကွာမင်းမွေးနေ့ပွဲတော့ငါလာစပြီးအိုးရောက်ဒီမှာခုမှမြင်တော့ရောက် birthday cake တွေအိုးရောက်ဒီကောင်အိုးပြင်စင်တာပဲရောက်ကြက်ပေါင်းရောက်အိုးရောက်ငါပြောသေးတယ်ရော birthday တွေရောက်ငါစားလို့ရရရောက်ငါဘိုက်စားနေပြီဘာလို့ရမှာလဲတီဖွင့်လိုက်တယ်ရောက် TV မကြည့်သေးဘူးငါဘိုက်ရမ်းစားနေပြီကွာ နေပါဦးကွာဟိုခွေးပြိုင်လို့အဖွဲနဲ့ကခေါ်သားနေတယ်ကွာ ဟာလားခွေးပြိုင်တို့အဖွဲရောခေါ်စားသေးရလားအေးဟုတ်တယ်ကွာခဏဆောင်ပါဦးကွာဒါငါတို့ခဏတော့ TV ကြည့်ကြစို့ကွာအော်အေးဟုတ်ပါပြီကွာအေးဟောပြီအဲ့ဒါဆိုလဲခဏဆောင်ကြစို့ကွာမသိပါဘူးကွာမင်းကငါတယောက်တည်းပဲခေါ်သားရထင်းနေရကွာဝေးပြိုင်ကြီးတို့အပွဲရောခေါ်သားရဆိုပိုကောင်းတာပေါ့ကွာနော်အေးဟုတ်တယ်ကွာခွေးတို့လေးငါအဲ့ကောင်လေးပါခေါ်သားရခဏနေဒီကောင်လေးလာတော့မှာပါကွာသူတို့လာတဲ့အချိန်ကျမှပဲငါတို့တူမွေးနေ့ပွဲကျင်းပကြစို့ကွာဟုတ်ပြီလားဘာဖြစ်ကွာအဲ့ငါမွေးနေ့ပွဲလာပြီးတော့မင်းကိုကျေးဇူးတင်ပါတယ်ကွာငါမင်းရဲ့အချစ်ဆုံးတငယ်ချင်းလေးလာမှာပေါ့ကွာဟုတ်တယ်မလားဟေးရဆိုလဲ TV ကြည့်ကြစို့ကွာလာငါတို့ဟိုခွေးပြိုင်ကြီးတို့အပွဲကိုစောင့်နေနေပဲအေးပါကွာ Good evening. We have breaking news. we have breaking news တဲ့အားရအောင်ကြားပြတဲ့နေ what သူကြီးလာလား
dangerous ကမှအနေရှိအဖိုးတယောက်ထွက်ပြေးလာတယ်တဲ့လွတ်သွားတယ်ဗောတဲ့ဒီဘိုးတော်ကြီးဟိုတစ်ခေါက်ကဟိုဘိုးတော်ကြီးနဲ့နည်းနည်းစင်တယ်လို့ပဲနော်ငါခွေးပြိုင်တို့အိမ်သွားတော့ဒီဘိုးတော်ကြီးလာမသိဘူးဟာဟေ့အားလုံးပဲတတိထားကြပါတယ်ဒီဘိုးတော်ကြီးကိုလေဟေ့ပဲမြေတွေဘယ်လိုလုပ်ကြမလဲဘာလို့စိုးရင်မလို့ဦးတယ်ကွာစိုးရင်ရမှာဗောကွာမင်းအမှသတင်းမှမမြင်ဘူးလားကွာအဲ့ဘိုးတော်ကြီးကကလေးတွေဘာတွေဖမ်းရင်ဘယ်လိုလုပ်မလဲကွာဟေ့